ကထိန်အမေအဖြေများနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအမေအဖြေဒီနှစ်တွေတွင်အဖြေထင်ရှားပြန်လျှောက်ထားမိဖရာတပည့်တော်ခေါ်ငါညီတော်ကထိန်ကြောင်းရာအပြားပြားကိုဖွေရှာထုတ်ဖွေတပည့်တော်မေးပေအံ့ဗုဒ္ဓဒေသနာယူပြီးကဖြင့်မှန်စွာမတွေ့ပြန်ကားဖြေကြပါငါရှင်တရားဒေသနာရှိတိုင်းသာလျှင်မှန်စွာမတွေ့တပည့်တော်ဖြေပါမည်မေးတော်မူပါရှင်ဘုရားအဘေပြုတ်ပတ်ဝဇနဝိကျိုကျမ်းအလိုကြောင့်ကထိန်မိပါသနည်းငါရှင်ပုရိမဝါကျွတော်ယဟန်အ ਨੇ ဆုံး၅ပါးရည်အတွက်ရှိသောတန်ခါတရားသဖြင့်ဖြစ်ပေါ်လာသောကထိန်သင်္ကန်းကထိဏမာတကထိန်လာဝစီပေဒနှုတ်မြဲ၍ကထိန်ခင်းခြင်းအနုဘောဒနာပြုခြင်းဟူသောယုံနာနှစ်ပါးအပေါင်းဖြစ်သောသမုဟပညတ်ကိုကထိန်ဟုခေါ်ပါသည်အရှင်ဘုရားနာမတ္တစာရအတ္တမဒါနစာရကဏဘောဇနယာဝတ္ထစီဝရယောဇတ္ထစီဝရုပ္ပါဒဟုဆိုအပ်သောငါးပါးသောအကျိုးအာနိသင်တို့ကိုအသွင်ပြုခြင်းကစွမ်းနိုင်သည်ဖြစ်၍မြဲမြံသောအ내သဘောကြောင့်၎င်းကောင်းမွန်လှစွာသောမြေပြင်ရ၌မဆိုင်မပြိုးပဲအလိုအလျောက်ပေါက်လာသောတစ်ပင်ကြီးကဲ့သို့မလုံမရှားမြဲမြံခိုင်ခန့်တည်တံ့သောအ내သဘောရှိသောကြောင့်၎င်းဘုရားဆရာတော်ရိယာသူတော်ကောင်းတို့သည်ကောင်း၏ဟုချီးမွမ်းတော်မူအပ်သောကြောင့်၎င်းကထိန်မိပါသည်အရှင်ဘုရားမြတ်စွာဘုရားသည်ကထိဏတွင်မှဤသင်္ကန်းကိုအဘယ်ပြည်အဘယ်တိုင်းတို့၌ပညတ်တော်မူပါသနည်းငါရှင်ဒေနာခောတမေနာဗုဒ္ဓဘဂဝါနာဝတိယံဝိဟရတိအစရှိသည်ဖြင့်ဝိနိမာဝါပါဠိတော်ပံမိတ်အပ်သည်နှင့်အညီသာဝတိပြည်မွန်စေတဝန်၌လေးတံဣရိယာညစွာတပ်ပေစံပေတော်မူသောအခါပညတ်တော်မူပါသည်အရှင်ဘုရားဘယ်ပုဂ္ဂိုလ်အားအကြောင်းများကြောင့်ထူပြသာဆန်းဤသင်္ကန်းကိုယဟန်မင်းတရားဖျားသည်ပညတ်တော်မူပါသနည်းငါရှင်သိန္ဒမတ္တဘာဝိယကဘိက္ခုအထကောတိဘိက္ခုဒေမသစ္စေနဝတ္တံဝုထာမြတ်ဩဝါကိုမဟာဝဝေသင်္ဃာယနာသင်္ခက်တိနှင့်အညီဗဒ္ဒဝကီကျော်ညီတည်မင်းသားသုံးကြီးတို့သည်စိတ်တတံဝေကရကြသဖြင့်ဘုရားတဏ္ဍယဟန်ပြုပြီးသောအခါဘာဝပြည်တွင်၌တည်သုံးလေး၍ဝါကျွသောကာလဘဝရဏပြုကြပြီးသောဘုံတော်ကြီးသောဘုရားရှင်အားဖူးမြင်ခြင်းကသာဝတိပြည်သို့လာသည်တွင်မရောက်မီခရီးအကြာဝယ်ညာစွာသောမိုးကြီးသည်တီထံပြင်းပြစွာရွာသည်ဖြစ်၍ရှင်နွန်မြေကြီးကန့်ကြီးခြင်းရှိသောဒီစီဝရိသင်္ကန်းတို့ဖြင့်ပင်ပန်းဆင်းရဲစွာလာရသည်အဖြစ်ကြောင့်ပစ်ထားခဲ့ခြင်း၌အပြစ်မရှိစေခြင်း၌ထိုပါဝေကယဟန်သုံးကျိတ်တို့ကိုအကြောင်းပြု၍ပညတ်တော်မူပါသည်အရှင်ဘုရားခင်ရမိခေလာရဲ့စစ်တော်တနေ့ဖို့တွင်ဘယ်သို့ယတုဘယ်ရက်စုချိန်ဘယ်ခါချိန်၌ကထိန်ခင်ရပါသနည်းငါရှင်
ဝဒနတပစ္စည်းမောမသောသာနိတဘောဟုသောပရိဝါကြံမြန်မိတ်အပ်သည်နှင့်အညီမိုးလေးလတို့တွင်နောက်ဆုံးတလသည်ကထိန်ကာလဖြစ်၏ထိုတလအတွင်း၌ခင်ရ၏ရင်ညိုလာပြီကျော်တရက်မှဆောင်မုံလာပြည့်နှင့်အထိဤတလအတွင်း၌သာခင်ရပါသည်အရှင်ဘုရားအဘယ်ကလက္ခဏာတို့နှင့်ပြည့်စုံသောယဟန်သည်ကထိန်ခင်တိုက်ပါသည်ငါရှင်ပုပ္ပကာရဏံဇာနာတိပိစုဒ္ဓရံဇာနာတိဒိဋ္ဌာနံဇာနာတိအထာရံဇာနာတိမာတိကံဇာနာတိပလီဘောတံဇာနာတိဥဒ္ဒရံဇာနာတိအာနိတန္တံဇာနာတိဣမေဟိအတ္တဟင်္ကေဟိသမနာကတောပုဂ္ဂလောဘဘောဂတိနံအတရိတုံဟု၍ပရိဝါခောပါဠိတော်၌မြဲဘောဟောပြမိဟသည်နှင့်အညီစီရင်ဖွဲ့ရတိုင်းဖြတ်အချုပ်ဆက်ဖွဲ့ဆိုးဘိန္ဒူထိုးစာတော်ပုဗ္ဗကရဏကိုသိခြင်းဝိကပနာယံဒိဋ္ဌံချအားဖြင့်နှစ်ပါးသောပိစ္ဆုတို့ကိုသိခြင်းအဒိဋ္ဌံတင်ယာမတင်ယာကိုကွဲပြားစွာသိခြင်းခင်းသောအရာအထာရကိုသိခြင်းမာတိကာ၈ပါးကိုသိခြင်းပလီဘောဓကိုသိခြင်းကထိန်နှုတ်ခြင်းတိဟုသောဩဒါရကိုသိခြင်းကထိန်ဤအာနိသင်ကိုသိခြင်းဤ၈ပါးသောအင်္ဂါနှင့်ပြည့်စုံသောယဟန်မှလူတန်းတိုင်းကထိန်ကိုခင်တိုက်ပါသည်အရှင်ဘုရားကိုယ်ထဲသောသင်္ကန်းတို့တွင်အဘယ်သင်္ကန်းဖြင့်ညက်ကမ္မဝါဖက္ကာကျင်း၍ခင်တိုက်ပါသည်ငါရှင်ဒီနိဝတ္ထုနိသံဃာတိဩဒရာတင်ကောအန္တရဝါဒကောဟုရှင်သောမြတ်စွာပရိဝါ၌ဒေသနာပုတ်ထုတ်တော်မူသည်နှင့်အညီကိုဝတ္ထုကိုမျက်နာသုံးနှင့်ရေတနုနိတိတိုင်းတင့်ပိုင်အမာလွှမ်းရာမွမ်းပရိက္ခကိုပြာရီမွမ်းဤသင်္ကန်းတို့တွင်ဝတ္တနေဆစီဝရတာကထေမူလမိရသောကြောင့်သုံးတင်မြတ်သောကိုဝတ္ထုကိုသင်ပိုင်ဖြင့်သာကထိန်ခင်ထိုက်ပါသည်အရှင်ဘုရားထိုသုံးတေသည်ချီးစားအဖြစ်များရှိသည်ဘယ်သွေးဘယ်ကြီးဘယ်ရာထင်မှဘုံစီဖရာခွင်တနာ၍ထိုအားလျောက်ပတ်ကထိန်ညက်ကိုတွင်အပ်ခင်ရပါသည်ငါရှင်သဘူမီယောခောမံကပ္ပတိကံကောတေယံကပလန္တာနံပင်ကံကျံကံပါဠိလာရှိတည်နှင့်လျော်စွာခောမချီခုံချီဖြင့်ရသောပိတ်တင်ကံဝါချီတင်ကံပိုးချီတင်ကံသို့မွေစားသည်ဖြင့်ရသောကပလာတကလတင်ကံဗိုက်ဆန်လျှောတင်ကံခုံချီဝါချီပိုးချီသို့မွေချီစသည်ပိုက်ဆန်လျှောဟုသောချီငါးမျိုးရော၍ရသောပန်းချီတင်ကံဤဇာတိပေဒ6မျိုးသောသင်္ကန်းတို့တွင်တစ်မျိုးမျိုးဖြင့်ကတိန်ခင်းနိုင်ပါသည်အရှင်ဘုရားကတိနံကေနာဒိဏံဝတ္တိဟုသောအထကရာပတ်မင်းအပ်သည်နှင့်အညီဤကထိန်ဂုံသိမ့်တင့်တဲ့ဘယ်သူသည်ဘယ်မူဆို၍ကြီးညိုတော်ပြတ်ကဲ့လူအပ်သောသင်္ကန်းဖြင့်ခင်းခြင်းအားထိုက်ရပါသည်ငါရှင်ယေနကိနာစီဒေဝေနဝမနုဿေနဝပင်စန္နဝသာဓမ္မိကနံအညတရေနဒိဏံဝတ္တိဟုလာရှိသောအတကရာမာဝစကားကိုထောက်ထားစန္ဒနှင့်တရာကြည်ပြုကဲ့တူလက်ကနတ်တော်၎င်းလူတော်၎င်းဂလုံးနဂတကြားကန္တပယခအမျိုးမျိုးလောကစိုးတော်၎င်း
တရင်သုံးပုံငါဟုသော၎င်းတန်ဃာတော်အားရည်မှတ်သားလျက်ဣမံကတိနာစီဝရံတံကတဒေမမြဟတာကျိုဤသို့ဆို၍ကြီးညိုရွှင်လန်းလူတန်းတင်ကန်းဖြင့်သာခင်ရပါသည်အရှင်ဘုရားငါတွေတန်ခါပုတ်ခေါ်မှလင်ဘေတန်ခါတာကရင်ခင်းခြင်းကအပါဒနိငါရှင်တံကေနာယတိဒုတိယေနာကံမေနာကတိနာရကတာဘေကုနောဓာတပံဟုပါရိဝါပါဠိလာသောကြောင့်ငါဖြာတော်တံပတိကုံနှင့်ပြည့်စုံသောဘေကုတံဃာသည်ယတိဒုတိယကမ္မဝါစာဖြင့်ခင်းခြင်းကထိုက်သောယဟန်အားဘေအယကရှစ်ပါးအင်္ဂါပြည့်စုံစွာသောယဟန်ယောက်ျားသာခင်ထိုက်ပါသည်အရှင်ဘုရားဤကတိသင်္ကကိုတန်ဃာတော်သည်ဘေယဟန်အားကထိန်ခင်းခြင်းကပေးအပ်ပါသည်ယောဣဒဇိနစီဝရောတတ္တတတိယဟူသောစကားကိုဖျားမိန့်တော်မူသည်နှင့်အညီဤတန်ခါစီဝေ၌အခြင်းယဟန်သည်စီနွမ်းဆိုးရွာခေါင်းပါဆုပ်ပြတ်သောသင်္ကန်းရှိရန်ထိုယံအာညကမ္မဝါစာဖက္ကာမေး၍ပေးအပ်ပါသည်ဖျားဤတန်ခါစီဝေဝဲဘေယဟန်သည်သင်္ကန်းနွမ်းမှရှားပါသည်နိငါရှင်နတ္ထိဣဒဇိနစီဝရောဟူသောပန်နှင့်အညီဤအယဒေတာ၌သင်္ကန်းမရှိနွမ်းပါသောသူမရှိပြည့်စုံကြပါ၏အရှင်ဘုရားသင်္ကန်းနွမ်းပါသောယံမရှိခဲ့သောတန်ဃာတော်သည်ဤသင်္ကန်းကိုဘေယဟန်အားပေးထိုက်ပါသည်နိငါရှင်ဒေနာဟိဝုဒ္ဒတတတိယဟူသောစကားကိုဘုရားပြခဲ့သည်နှင့်ညီစွာတန်ခါခွင်ဝဲနွမ်းတဲ့သင်္ကန်းယဟန်တစီမရှိလေကကုနာဝုဒ္ဒဝေယဝုဒ္ဒဖြစ်သောတရင်ကြီးပုဂ္ဂိုလ်အားပေးထိုက်ပါသည်အရှင်ဘုရားဤတန်ခါစီဝေဝဲဘေယဟန်သည်တရင်ကြီးဖြစ်ပါသည်ငါရှင်တပည့်တော်တို့ဤဆရာဗရဏနာယကဆရာတော်သည်တရင်ကြီးဖြစ်ပါသည်အရှင်ဘုရားထိုဆရာသည်အင်္ဂါရှိဝပြည့်စုံမှလည်းကတိနာဘွေခင်သင်ပေဤရှစ်ထွေအင်္ဂါကျမ်းလိမ္မာ၍ယနေ့ပြီးအောင်ခင်ဆောင်စွမ်းတိုင်ပါမီတော့ငါရှင်ယောအထဟိကေဟိသမ္မနာကတောတံကောထေရတသင်္ကံကရိတတိကျမ်းကံရှိသည်နှင့်အညီထိုဆရာသည်သုံးရင်ပိတကနှစဖုံဖုံပြည့်စုံတော်မူသည်ဖြစ်၍ဘေကုတံကထောက်ပံ့ကာဖြင့်ခင်းခြင်းကစွမ်းနိုင်ပါသည်အရှင်ဘုရားအဘလောကနာကံယတိကံယတိဒုတိယကံယတိသတုဒ္ဓကံအပြင်တန်ခါကံ၄ပါးတို့တွင်အဘယ်သူသည်အဘယ်ကံဖြင့်ပေသင်ပါသည်ငါရှင်တံကေနညတိဒုတိယကံမေနဓာတပံဟုကြံကံလာသောကြောင့်သိင်အတွင်း၌စီဝေတော်တန်ဃာတော်သည်ကတိန်ခင်းခြင်းကထိုက်တော်ထိုဗရဏနာယကဆရာတော်အညတိဒုတိယကမ္မဝါစာဖြင့်ပေးအပ်ပါသည်အရှင်ဘုရားဒေနာဟိသာဓုသုထုဓာတပံဟုရွှေချမ်းညွန်ပြဘုရားကောင်းကြီးမြောက်ချီသာဓုပြုတော်မူတည်နှင့်လျော်စွာထိုအရှင်မြတ်ကတိန်ခင်းစေခြင်းသည်မြတ်စွာဘုရားမြတ်စွာဒေသနာနှင့်ညီညွတ်ပါသောကြောင့်ကောင်းလာပါပြီပေးကြပါကုန်စို့အရှင်ဘုရားတို့ကတိန်ကင်းခြင်းသည်အဘယ်ချိန်ကစ၍ဖြစ်ပေါ်လာပါသည်ငါရှင်ကတိန်ခင်းခြင်းသည်ရှေးဘုရားရှင်တို့လက်ထက်၌ပင်ရှိခဲ့ပါသည်
ဒီပင်ကရာဘုရားရှင်မစာ၍ရေသွက်တော်ရှိသောရှေးစုမြောက်ဘဒုမဘုရားရှင်လက်ထက်တော်၌ဥဒဘဝတီမြို့သူမြို့သားများကဘုရားရှင်ခွင့်ပြုတော်မူသည်ဖြင့်ကထိန်သင်္ကန်းလူဒန်းကြပါသည်အကသာဝကသာလမထေသည်ကထိန်လျာပစိုးကိုအလူခံတော်မူပါသည်သာလမထေအားရဟန်းတော်တို့ကဝိုင်းဝန်းကူညီ၍ကထိန်သင်္ကန်းဤဖြန့်ရှင်ချုပ်ဆိုလုပ်ငန်းတို့ကိုကူညီဆောင်ရွက်ပေးကြပါသည်ဘဒုမဘုရားရှင်ကိုတော်တိုင်အနဖာ၌အချီထိုး၍ပြီးတော်မူခဲ့ပါသည်ဒီပင်ကရာဘုရားမှထောင်း၍ဆေစုမြောက်ပွင့်တော်မူသောဘဒုမုဒ္ဒရာဘုရားရှင်လက်ထက်တော်အခါ၌လည်းအကတာဝကသူဇာတာမဟာတိကထိန်သင်္ကန်းခံယူတော်မူရာ၌လည်းဘဒုမုဒ္ဒရာဘုရားရှင်နှင့်ယဟန်သံဃာတော်6သိန်း8တောင်းတို့ကတိနာဝတ်ကိုပြုတော်မူပေးခဲ့ပါသည်ဗျာဤဂေါရမဘုရားရှင်လက်ထက်တော်အခါ၌ကောသလနိုင်ငံ၏အနောက်ပိုင်းပါဝါမြို့တရင်သုံးတော်မူကြသောဗန္ဒဝဂီညီနောင်သုံးကျိတ်ကိုအကြောင်းပြု၍ကထိန်ကိုခွင့်ပြုတော်မူခဲ့ပါသည်ဘုရားရှင်သဝါရတော်မူပြီးယဟန်တော်6ကျိတ်ကိုလည်းသာသနာပြုစေလွတ်တော်မူသည်ကိုတော်တိုင်လည်းဥရဝေလာတော်တို့ဟူရဝေလကတ္တဗမူရှိသောယတိညီနောင်တို့ကိုခြေချွတ်တော်မူရန်တပါးသည်ကြွတော်မူခဲ့ပါသည်လံခိကပ္ပါတိကသောတို့ရောက်၍တစ်ပင်တပင်ချင်း၌ခိတ္တတရင်တော်မူနေသည့်အခါဘုရားရှင်၏အနိတို့လာကြတော့မိမပျောက်သွားသည်ကိုလိုက်ရှာကြတော့ဗန္ဒဝကီညီနောင်မင်းသားတို့အားအနုဘဝီကထာဒေသနာတော်ကိုဟောတော်မူပါသည်ဒေသနာတော်အဆုံး၌ပါရမီညာလျောက်သောတာပန်တက္ကတာကံအနာကံအရိယာတဝကမြဖြစ်ကြ၍သစ္စာလေးပါးတရားသိမြင်ကျွတ်တန်းဝင်ကြပါသည်ဘုရားရှင်သည်ဗဒ္ဒဝဂီညီနောင်တို့အားဧဟိဘေကုယဟန်အဖြစ်ချီးမြှောက်တော်မူ၍သာသနာပြုစေလွတ်တော်မူပြီးဥရဝေလသောသို့ကြွတော်မူပါသည်ဘုရားရှင်ကောသလနိုင်ငံ၌သာဝတိမြို့တော်၌ဝါကတ်တော်မူသည့်နှစ်၌ဗဒ္ဒဝဂီညီနောင်ထေတို့သည်ဘုရားရှင်တည်င်းသုံးတော်မူသည့်သာဝတိမြို့သို့ကြွလာရာသာဝတိမြို့မှာ6ယူဇနာဝေးသောတာကေတမြို့၌ဝါကရှင်ရောက်၍ထိုမြို့၌ဝါကတော်မူကြပါသည်ဝါကျွတ်သည့်အခါပဝါရဏပြုတော်မူကြပြီး၍သာဝတိမြို့တော်ဖျားဘူးခိထွက်ခဲ့ကြပါသည်လံခိ၌မူတိထစွာကြွားသွန်းသဖြင့်ရွှွန့်ပွက်သောများကိုဖြတ်ကျော်ခဲ့ကြပါသည်ဗဒ္ဒဝဂီညီနောင်ရန်တော်များသည်တိစီဝရိပတ္တကုတုတင်ဆောင်ကြည်ဖြစ်ကြပါသည်ရွှွန့်ညွန်မိုးရေသို့ဆွတ်ဆိုပေသဖြင့်စည်ရင်ညွညင်ပင်ပန်းစွာဘုရားရှင်ခြေတော်ချင်းတို့ရောက်ရှိကြပါသည်ဘုရားရှင်သည်ဤအချိန်မှ9 လအတွင်းတိစီဝရိဆောင်ရန်တော်များနှစ်ထပ်သင်္ကန်းကြီးကိုသင်ရမှအနန္ထားပြီးသင်မိုင်ကိုသင်္ကန်းများဖြင့်လွယ်ကူချမ်းသာစွာခရီးတွားနိုင်ကြစေရန်အစရှိသောကထိန်အာနိသင်သင်္ကန်းကထိန်အာနိသင်5 ပါးတို့ကိုခွင့်ပြုတော်မူလို့တဖြင့်ကတိနာကံကိုခွင့်ပြုတော်မူပြီးအနာမတကတံယောတိန်တမတ္တတုကိုဟောတော်မူသည့်ဒေသနာတော်အဆုံး၌အာတဝကုံခံယဟန်တော်သုံးကျိတ်လုံးယဟန္တာဖြစ်တော်မူကြပါသည်အရှင်ဘုရားကထိန်ခင်ခြင်းအစီအစဉ်တို့ကိုသိလိုပါသည်ငါရှင်ကထိန်ခင်ခြင်းအစီအစဉ်တို့ကိုရှောင်ထားပါမည်အရှင်ဘုရား
ခံ၍ပေးနှင့်စွန်ထိုးခြင်းတင်ခင်လူမောတာဟူသည်နှင့်အညီကတိန်ခင်းရန်စီစဉ်တို့မှာနံပါတ်1ကတိန်သင်္ကန်းကိုအလူခံခြင်းနံပါတ်2တန်ဃာတော်တို့ကကတိန်ခင်းတိုက်သောပုဂ္ဂိုလ်ကိုရွေးချယ်ခြင်းနံပါတ်3သိန်းအတွင်းသို့သွား၍ထိုပုဂ္ဂိုလ်ဟာကတိန်သင်္ကန်းကိုပေးခြင်းနံပါတ်4တိစီဝရံအဋ္ဌံသင်သောရှိသောသင်္ကန်းဟောင်းကိုပစ္စုတ်တို့ပြု၍အဋ္ဌံစွန့်ခြင်း5ခင်းမိသင်္ကန်းသစ်ကပ္ပဗိန္ဓုထိုးခြင်း6ကတိန်ခင်းမိသင်္ကန်းအမိဖြင့်အဋ္ဌံတင်ခြင်းခွန်နှုံမြွယ်၍ခင်းခြင်း4အရှိကတိန်ခင်းရန်နှင့်ကျန်တန်ဃာတော်တို့အနုမောဒနာပြုခြင်းတို့ဖြစ်ကြပါသည်အရှင်ဘုရားကိစ္စ၈ပါးအစီအစဉ်အတိုင်းပြုဖို့က1ကတိန်လူလိုသောဒါယကာတိဝါဥကာလဝါလေစီကဖြင့်မိမိကြည်ညိုရာအကြောင်းတိုင်း၌ဝါကျွတ်လျင်အရှင်တို့တိုက်တာမှာကတိန်သင်္ကန်းကဲ့လူပါမိဟုလျှောက်ထားခြင်းမှာတင်မြတ်လာ၏ထိုတိုက်တာတွင်တန်ဃာထီများကဝါတွင်အခါကပင်ကတိန်ခင်းတိုက်တော်အင်္ဂါ၈ပါးနှင့်ပြည့်စုံသောကြောင့်ကြဆိုင်မှုဝီနီးဒီစေဝရိတ်ဆောင်မှုအမေးအပြည့်တင်ကြမှုတို့ကိုကြောင့်ကြဆိုင်၍ထားရမည်ဒါယကတို့မှလည်းကံတန်ကိကအလူစစ်မှအကျိုးကြီးသည်ဖြစ်၍တန်ကိကအလူမြောက်လေအောင်ပုဂ္ဂိုလ်ကိုမရည်စူးပဲသာသနာတော်တွင်ရောက်ဆဲရောက်ပြီးရောက်ပြီးမရည်မတွက်နိုင်အောင်မြောင်လာတော့သံဃာတော်ကိုရည်စူးရပါသည်ကရိန်တရင်ကျွလာပြေကျော်တရက်နေမှစား၍တစောင်းမုံလာပြေအတွင်သင်လျော်ရနေရ၌သင်္ကန်းသုံးတဲတို့တွင်တထေတေကိုဆောင်ယူ၍ထိုတိုက်တွင်ရှိတန်ကမထေကြီးထံသို့သွား၍ဣမံကတိနစီဝရံကတိနထာယသံကတ္တဓမ္မိဣမိနာစီဝရေနကတိနံအထရထာဟုဆို၍လူရန်ရမည်မဆိုတတ်လျင်သံဃထေကြီးကသင်ကြားပေးရပါမည်မျက်နာတုပ်ဘဝလက်ကင်ဘဝစသည်တို့နှင့်တကွဖြင့်ထဲပိတ်ထဲသင်္ကန်းထဲများအဘူပါရှိသေးကလျင်မြတ်တင်ကံဤအယံပြု၍ဣမာနိစီဝရာနိတံကတ္တဒေမဟုရေစက်ချ၍လူတန်းရပါမည်နှင့်ကထိန်မိသည်နေလွန်ခြင်းကမရကထိုနေ့၌ပင်တိုက်ရှိတန်ဃာကိုစီဝေ၍ကထိန်ခင်းထိုက်သောအင်္ဂါ၈ပါးနှင့်ပြည့်စုံသောပုဂ္ဂိုလ်ကိုရွေးချယ်ရပါမည်နံပါတ်3ရွေးချယ်၍ရလာသောအခါ၄ပါး၅ပါးသောတန်ဃာတိကထိန်ခင်းရမည်ယဟန်ကထိန်သင်္ကန်းဟုကိုဆောင်၍ခန္ဓာသိမ်သို့သွားပြီးလင်ထိုယဟန်ကိုတိတ်တာဟုအမိမဲ့မြတ်ကမ္မဝါစာဖတ်ကြား၍ထိုယဟန်အားသင်္ကန်းကိုပေးရမည်သင်္ကန်းလျာမဟုတ်သင်္ကန်းချုပ်ပြီးပြီးလင်မြတ်ကမ္မဝါစာ၌ဣဒံသံကတ္တကတိနာဒုတ်တံဟုမဖတ်ပဲဣဒံသံကတ္တကတိနာစီဝရံဟုဖတ်ရမည်ထိုသို့ညကမ္မဝါစာဖြင့်ပေးရသည်ကိုဆွဲ၍ညတ်တင်ကံညတ်ကထိန်ဟုခေါ်ကြပါသည်ဖျား၄ညကမ္မဝါစာဆုံးလင်ထိုယဟန်ကခင်းလိုရာဌာနသို့ထိုသင်္ကန်းကိုယူ၍ထိုနေရာ၌ပင်ဆောင်းကြောင်းထိုင်၍မြတ်သင်္ကန်းသည်ဒုက္ခသင်္ကန်းဖြစ်ခဲ့တော်ဒုက္ခသင်္ကန်းဟောင်းကိုကံပြီးဣမံသံဃာသိင်ပိစုဒ္ဓရာမိဆို၍အဋ္ဌံဆွံ့ရမည်ဧကတိဖြစ်ခဲ့လျင်ဣမံဥဒ္ဒရာသင်္ကန်းပိစုဒ္ဓရာမိဟုဆို၍
အဋိဋ္ဌံဆွန်ရမည်သင်ပိုင်ဖြစ်လျင်ဣမံအန္တရဝါဒကံပစ္စုဒ္ဒရာမိဟုဆို၍အဋိဋ္ဌံဆွန်ရမည်ငါထို့နောက်ကထိန်ခင်းမိညတ်တင်ကံကိုကပ္ပဗိန္ဓုထိုးရမည်6ထို့နောက်ညတ်တင်ကံကိုဒုက္ခကြီးဖြစ်လျင်ဣမံသင်္ဃာသိအဋိဋ္ဌာမိဧကတိဖြစ်လျင်ဣမံဥဒရသင်္ဃာဒိဋ္ဌာမိသင်္မိုင်ဖြစ်လျင်ဣမံသရဝါဒကံဒိဋ္ဌာမိဟုမြတ်ဆို၍ဒိဋ္ဌံသင်ရမည်ခွန်ထို့နောက်ကထိန်ခင်းမိသင်္ကန်းကိုကန်၍ဒုကိုသင်္ကန်းကြီးဖြင့်ခင်းလျင်ဣမာယသံဃာတိယကတိနံအထရာမိဟုဤဒုကိုသင်္ကန်းဖြင့်ကထိန်ကိုခင်းပါ၏ဧကတိဖြစ်ခဲ့သောဣမိနာဥဒရာသင်္ကေနကတိနံအထရာမိဤဧကတိသင်္ကန်းဖြင့်ကထိန်ကိုခင်းပါ၏သင်္မိုင်ဖြစ်ခဲ့သောဣမိနာအန္တရဝါဒကေနကတိနံအထရာမိဤသင်္မိုင်သင်္ကန်းဖြင့်ကထိန်ကိုခင်းပါ၏ဟုသုံးကြိမ်ဆို၍ကထိန်ခင်းရမည်တိမ်ထဲမှလည်းခင်းလို့ရပါ၏မိမိနေရာကျောင်းပေါ်မှလည်းခင်းလို့ရပါ၏တစောင်းမန္တပရိဒတ်အလယ်မှလည်းခင်းလို့ရပါ၏ထိုယဟမကရင်ခင်းခြင်းပြီးမြောက်ပြီးဖြစ်တော်လဲကျောင်းတိုင်းအတွင်းရှိတန်ခါများမှာကထိန်အခင်းမမြောက်သေးကြသေးပါရှစ်ကထိန်ခင်းပြီးလေတန်ခါတော်တို့ကိုအနုမောဒနာပြုကြစေရန်အထတံဗံအာဟုသောတံကတ္တကတိနံဓမ္မိကောကတိနတ္ထာရောအနုမောဒထသုံးကြိမ်သုံးခေါက်ဆို၍ပန်ကြားတိုက်တွန်းရပါမည်တန်ဃာတော်တို့ကလည်းအထတံဗံတိတံကတ္တကတိနံဓမ္မိကောကတိနတ္ထာရောအနုမောဒမဟုသုံးကြိမ်သုံးခေါက်ဆို၍အနုမောဒနာပြုကြရပါမည်ထိုကြောင့်တိုင်းမှာပုရိမဝါချောမောစွာကျွတ်ခဲ့သောယဟမအနုမောဒနာပြုရာ၌ပါဝင်ရမည်အနုမောဒနာပြုသောယံများကတိန်ခင်းခြင်းမြောက်ပါ၏ကတိန်အာနိသင်္ဃာဝကိုရချိကြပါသည်ထိုတန်၌တန်ခါမလုံလောက်ရှိခဲ့သောတဘာသောတိုက်တာမညကမ္မဝါစာဖတ်တတ်သောယဟန်တော်များကိုပင်ခေါ်၍ဖတ်စေရပါမည်ဒါယကတို့တဘာတိုက်တာမှာသူတို့ကြီးညိုရာပုဂ္ဂိုလ်များကိုပင်လို့လျင်ပင့်စေရပါမည်မျက်နာတုပ်ဘဝမှဆိုင်၍အလုံးစုံသောသင်္ကန်းအထည်များတို့ကိုတန်ခိကအနေနှင့်ချီလူရန်ကြသည်ဖြစ်လျင်အနုမောဒနာပြုသောထိုတိုက်တာတန်ခါသာရပါ၏ဒါယကတို့ကဓမ္မတိုက်တာမှာပင်တန်ခါများတို့အဒီအချပြု၍ထားသောသင်္ကန်းများဖြစ်ခဲ့လျင်သူတို့အလိုရှိရာလူရ၏သင်္ကန်းမှာတဘာသောဝတ္ထုပရိက္ခာတို့ကိုမူကားထိုအခါ၌ထိုတိုက်တာအတွင်းမှာရှိနေသောတဘာသောတိုက်တာကသံဃာများလည်းညီတူညီများရထိုက်ပါ၏နာမည်များကိုလည်းအနုမောဒနာပြုဆွေ၍သင်္ကန်းများကိုပေးဝေနိုင်ပါသည်အရှင်ဘုရားတန်ခိကအပြဲမြစီပါဒနိငါရှင်တန်ခိကသည်သုတ်တံပရိယေအဖြင့်ဗုဒ္ဓပမုခဥပဒောတန်ခိကနံပါတ်2ဥပဒောတန်ခိကနံပါတ်3ဘေကုတန်ခိကနံပါတ်4ဘေကုဏီတန်ခိကနံပါတ်5သံဃတော်ဥဒိတဥပဒောတန်ခိကနံပါတ်6သံဃတော်ဥဒိတဘေကုတန်ခိကနံပါတ်9သံဃတော်ဥဒိတဘေကုဏီတန်ခိကဟုခန္ဓာမျိုးရှိပါ၏ဗျာဝိနိပရိယေအဖြင့်ခန္ဓာတိမတ္တကတန်ခိကအစရှိသောတိမတ္တကတန်ခိကအဖြင့်15ပါးအပြရှိပါ၏ဗျာ
အာဂတနာဂတဥပသောတံဂိကအာဂတနာဂတဘေကုတံဂိကအာဂတနာဂတဘေကုဏီတံဂိကဗုဒ္ဓပမုခဥပသောတံဂိကဝဋ္ဌံဝဋ္ဌတံဂိကအာဂတနာဂတသတုတိတာတံဂိကအစာရှိသောအဖြစ်များသောအပြားရှိပါ၏အရှင်ဘုရားပုဂ္ဂလိကသင်္ကန်းကတိန်ခင်းထိုက်မခင်းထိုက်သိလိုပါ၏ငါရှင်ပုဂ္ဂလိကလှူဒန်းသောသင်္ကန်းဖြင့်ကတိန်ခင်းလျင်မမြောက်မခင်းထိုက်ပါရှင်ဘုရားမလူမီကြိုတင်၍ကြောင်းတိုင်းတွင်သို့ကထိန်သင်္ကန်းတွင်တင်မတွင်တင်ဖြေကြပေးပါငါရှင်ကြောင်းတိုင်းရှိရန်တပါးပါဤသံဃာအားလူဒန်းသောသင်္ကန်းဖြင့်ပင်ကတိန်ခင်းအပ်သောကြောင့်မလူမီရများတွင်ကထိန်သင်္ကန်းကိုကြောင်းတိုက်တို့သွင်းကောင်းပါသည်အရှင်ဘုရားဖြတ်ချုပ်မဟုတ်တော်သင်္ကန်းဖြင့်ကထိန်ခင်းကောင်းပါသလားငါရှင်ဣစေတကေနဟုသောစကားကိုထောင်း၍ကထိန်သင်္ကန်းသည်ဖြတ်၍ချုပ်ရသောသင်္ကန်းဖြစ်ရမည်မဖြတ်ဘဲချုပ်ရသောသင်္ကန်းဖြင့်ကထိန်မခင်းရအ ਨੇ ဆုံး၅ခန်းရှိသောသင်္ကန်းဖြစ်ရမည်ကထိန်သင်္ကန်းမဟုတ်လင်ကဣစိန်တကဖြတ်သောသင်္ကန်းမဟုတ်တော်လဲဝိကပနာပြု၍ပရိခါရသောလာအဋိဋ္ဌံတင်၍ဝကောင်း၏သို့သောတိစီဝရိတ်အဋိဋ္ဌံတင်၍ကမဆောင်ကောင်းပါရှင်ဘုရားဂရိန်သင်္ကန်းနှင့်ဆက်၍ရှောင်းရန်ဆောင်းရန်ကိုမိန်တော်မိန်ပါငါရှင်ဤသင်္ကန်းသည်ကောင်း၏ဤသင်္ကန်းဖြင့်ကတိန်ခင်းခြင်းကတင့်လျော်၏ဟုသင်ကထိန်သင်္ကန်းလှူခြင်းအောင်အရေးနမိတ်ပြောဆိုသောကြောင့်လှူသောသင်္ကန်းဖြင့်ကထိန်မခင်းရကထိန်သင်္ကန်းကိုပေးလူသင်၏ဘာကြောင့်လူတင်တယ်လဲဆိုတော့ကထိန်တိုင်းကမှအကျိုးများသောကြောင့်ဖြစ်၏ဟုပရိယေစကားပြောကြားခြင်းကြောင့်ဖြစ်ပေါ်လာသောသင်္ကန်းဖြင့်လည်းကထိန်မခင်းရာကထိန်မိသည်တာလွန်မွန်မြတ်ထူးချွန်သည်မိခင်ခြင်းကိုသောမှကရိန်သင်္ကန်းလူပါဟုမပြောကောင်းပါကောင်းကင်မှကြာလာသောမုတ်ရည်တပွဲစင်ကြယ်သောသင်္ကန်းဖြစ်ရမည်မိုးကြသင်္ကန်းဖြစ်ရပါမည်ဖေဟာထို့ပြင်ငါရသောသင်္ကန်းရသည့်နေ့မခင်းပဲညင်အိမ်ညင်သို့သွားသောသင်္ကန်းဖြင့်လည်းကတိန်မခင်းကောင်းပါရှင်ဖေဟာကတိန်ကိုတပံထ၍ခင်းကောင်းသလောငါရှင်ထ၍ခင်းပူကြောင့်ထုံဟောင်းတတ်သေးလည်းမရှိပါဠိထကရာဒီက၌လည်းမမေ့မဆိုချေထ၍ခင်းပြန်လျင်ထတုံတလဲလဲလက်မမြဲအပြစ်သောဖြစ်အပြစ်သာဖြစ်ပြန်ပါတော့သည်ကထိန်နှုတ်ပြီး၍တပံထမှန်ခင်းပြန်ခြင်းသည်တောထွက်ခင်ကြီးများနှင့်အလားတူပါသည်ဖေဟာ၎င်းခင်ကြီးများသည်နည်းနည်းဆွမ်းခံသွားရာရွာသို့ရောက်လျင်သီလရှင်တို့ဇယကစီကြို၍ရာကုတိုက်ခဲ့ဒီကိုတောက်ခဲ့ရွာတွင်၌တရာ၍ကဲ့လူကြသောသူတို့၏အိမ်၌နွားတို့များကိုလည်းတောက်ခဲ့ပြီးလျင်တောကြောင့်တို့ရောက်သည့်အခါဧကတနေ့ဒုသင်ဆောက်တည်၍စားကြပြန်သည်ဟုအမိန်ရှိတော်မူပါသည်ဗျာငါတို့ရန်ငယ်ဖြစ်စဉ်ကျောင်းတိုင်း၌လည်းနန္တောကကထိန်ခင်းပြီးနောက်အာလဝီလန်တထေသံတိုင်ကတို့ကထိန်လူလိုကြောင်းနှင့်ရှောက်ထလာရာထ၍၎င်းနှုတ်၍၎င်းမခင်းကောင်းပြီဟုငါတို့ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးမခံပဲလန်တော်မူသောကြောင့်တက်လူ၍သာထိုင်ကားသို့ပြန်သွားကြရဘူးလေသည်
လောင်ဖီလာဆရာတော်လဲတော်ရဆောက်သည်စင်ခါကကရိန်တိုင်းကတစ်ဆက်တဦးများပင်ဆိုင်၍လျှောက်ထားသည်ကိုရှိကကထိန်နှုတ်၍မခင်းပဲရဲ့ချင်းတူအောင်အခါပေးလျက်တရထဲတပေါင်းနဲ့ဆူ၍လမ်းများသူသင်္ကန်းဖြင့်ကထိန်ခင်းကြောင်းကို၎င်းဆရာတော်စီရင်တော်ဝိနေယသင်္ကာရကျမ်းတွင်ဆိုထားပါသည်အရှင်ဘုရားကရင်သင်္ကန်းလူဒန်းသူပုဂ္ဂလိကလူလာလျင်ဆောင်ရွက်ရမည့်အစီအစဉ်ကိုဖြေချပေးပါငါရှင်ဂိုင်းပုဂ္ဂိုလ်ဤတန်တကားဖြစ်သောသင်္ကန်းသည်ညကမဝါစာဖြင့်ပေးခြင်းကမထိုက်ကြောင်းတန်ခတန်တကားဖြစ်သောသင်္ကန်းသည်ညကမဝါစာဖြင့်ပေးခြင်းကထိုက်ကြောင်းအာနိတင်၅ပါးတို့ကိုလည်းပြည့်စေတတ်ကြောင်းတန်ခအားလူအပ်သောသင်္ကန်းသည်တာမဟာဗလဖြစ်ဟုပြောကြ၍ဒိုင်ဃာတို့ကိုတန်ခိကမြောက်အောင်လူတန်းစေခြင်းကတိုက်သွင်းတင်ကြောင်းဒိုင်ဃာတို့ကိုလူချင်းကမသိလျင်ဒိုင်ဃာတို့လူချင်းကမသိလျင်မိမိကခံယူ၍တန်ဃာအားဆွံလူသင့်ကြောင်း၎င်းတန်ဃာအားဆွံလူခြင်းသည်သာတံကေတွန်ဂေါတမီတေဟိအစရှိသောဘုရားစကားတော်နှင့်လျော်ကြောင်းဒီကဆရာတို့ပြဆိုထားပါသည်အရှင်ဘုရားကတိန်သင်္ကန်းကိုမြဲဆို၍လူပုံကိုလည်းရှင်းပြပေးပါငါရှင်ဣမံကတိနာစီဝရံတံကတဒေမဟုဆို၍လူအပ်တော်ကတိန်သင်္ကန်းဤသာတုတိတာတန်ခိကအဖြစ်သည်အလွန်ပင်ထင်ရှားလာပါ၏ဤတို့ပါဠိအထက်ကရာဒီကာတို့၌ပင်အစိုးအကြီးလာသောကြောင့်၎င်းကထိန်ရာ၌အာရမိကဂဏိကပင်ဖြစ်လေသလောပုဂ္ဂလိကပင်ဖြစ်လေသလောဟုတွေးတော်တွေးဟာတန်တရားကိုမဖြစ်စေပဲသာတုတိတာအာဂတနာဂတတန်ခိကဖြစ်ကြောင်းကိုသာသက်ဝင်၍ယုံကြည်ရ၏ထို့ကြောင့်မယံဗန္တေဣမံကတိနဇီဝရံတံကတဒေမဟုပါဠိကိုသုံးကောက်ဆို၍သာတုတိတာတန်ခိကဖြစ်သည့်အတိုင်းသိကြနားလည်စေခြင်းကဗန္တေရှင်ဘုရားတို့မယံကျွန်ုပ်တို့သည်ဣမံကတိနဇီဝရံဤကထိန်သင်္ကန်းကိုတန်ကတဤကြောင့်တို့ရောက်မရောက်သောရက်လင်းမြတ်တာတို့၌တွားနေထိုင်သောအညာတကွန်တင်ညမထေအရှင်မောက္ကလံမထေအစရှိသောသာသနာတော်9000တွင်၌တည်သောသံဃာတော်မြတ်ပေါင်းတို့အားဒီမကလူပါကုန်ဤအရှင်ဘုရားဤသို့အနက်ကိုတစ်ခေါက်ဆို၍တန်ခါမျက်မှောက်၌ကဲလူ၍ထားစေရပါမည်ပုဂ္ဂလိကဖြစ်တရကယဟန်လက်၌ထား၍မလူစေရပါအရှင်ဘုရားကတိန်လျာသင်္ကန်းနှင့်ဆက်၍ခင်းရမခင်းရသောသင်္ကန်းကိုဖြေကြပေးပါငါရှင်ကတိန်ခံသောယဟန်သည်ရုပ်သောပိုင်းခြားအပြင်အ ਨੇ ဆုံး၅ပိုင်း50ဓာဖြင့်ဖြတ်၍မြောင်းတစ်လုံးကိုအဖြင့်ပြု၍ချုပ်အပ်သောသင်္ကန်းဖြစ်တာခင်းရ၏၅ပိုင်း50ဓာဖြင့်မဖြတ်သောသင်္ကန်းဖြင့်မခင်းရအငြိအစီလိမ့်ချသောသင်္ကန်းရကန်းအိမ်မှဆောင်းအတိုင်းသောဖြင့်ကဲ့သို့ကောထူသောသင်္ကန်းဖြင့်လည်းမခင်းအပ်ပါအရှင်ဘုရားအလူရှင်များနေခဲ့သောဆောင်ရွက်ရမည့်အစီအစဉ်ကိုဖြေချပေးပါငါရှင်၎င်းကထိန်သင်္ကန်းကိုမခင်ရမီတပါးသောကတိန်သင်္ကန်းကိုဆောင်ယူခဲ့များစွာသောအာနိသင်သင်္ကန်းတို့ကိုလူအပ်
ရာစွာသောအာနိသင်သင်္ကန်းတို့ကိုလူသောသူ၏ဥစ္စာဖြစ်သောသင်္ကန်းဖြစ်တာခင်ရ၏အနေငယ်အာနိသင်သင်္ကန်းလူသောတိုင်ကားကိုမိသူ၏သင်္ကန်းဖြင့်မဆိုကထိန်ခင်းခြင်းမိတိကတန်ခါအာတံငါးပါးသောအကျိုးတို့ကိုရခြင်းအထူးဖြစ်ပါသည်ဒါယကတို့မှတန်ခါအားလူအပ်သည်ကြီးဖြစ်သောကြောင့်အာသင်ချေရာအပမေယအကျိုးတို့ကိုရသည်ကြီးဖြစ်၍စင်စစ်အကျိုးအားဖြင့်ထူးခြားခြင်းမရှိအစာရှိသည်ဖြင့်ဆုံးမ၍ပြ၍သိစေအပ်၏ကထိန်သင်္ကန်းဆို၍လူရလျင်နှစ်သက်လှပါပြီမခင်းရလျင်ရှိပါစေဟုရှောင်ထားလျင်အများပင်ကထိန်ဆို၍အလှခံသည်ကိုအများပင်ကထိန်ဆို၍လူသည်ကိုခံအံ့ကြောင်းတည်ရပါ၏အရှင်ဘုရားဤတွင်ကထိန်အမေးဖြေများပြီးဆုံးပါ၏ကထိန်သင်္ကန်းလူတန်းရာကျိုးလာပါအစင်ချမ်းသာခြင်းသည်ဘေးကင်းလီလီအသက်ရှိ၍ပေါက်သည်ပရိဒါကြည်ဗလာနှင့်ပညာပြေဝနိဗ္ဗာန်ရသည်အထကထိန်အလူအကျိုးသည်လာပါအစင်ချမ်းသာခြင်းသည်ဘေးကင်းလီလီအသက်ရှိ၍ပေါက်သည်ပရိဒါကြည်ဗလာနှင့်ပညာပြေဝနိဗ္ဗာန်ရသည်အထကထိန်လူကျိုးသည်မဟာဝိတုဒ္ဓယုံကျောင်းတိုက်တီဆရာတော်အရှင်ဝါတော်အပြုဝန္တမေတ္တာနှလုံးအစဉ်သို့စာကြစာသင်ပညာရှင်တို့အမြင်ထူးကဘေးရန်ကွာချမ်းသာကြပါစေအတိအကျင့်ဘက်စုံမြင်ရဲရင်ကြပါစေပညာရဲရင်ပွဲလေတင်၍အကျင့်ဆိုင်ရာသာသနာကောင်းစွာတည်ပါစေဤသာသနာအရှိကြဖို့စာပေကြိုးစားစာတင်သာနှစ်ပါးကိုစိတ်ချမ်းသာစေမိဘဗမာစောင်းရှောက်ကာဖြင့်တတ္တဖွေပြုမေတ္တာကူ၍ပေးလူတန်ညာလူအများနှစ်ပါးကိုစိတ်ချမ်းသာစေဆင်းရဲရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေတိပိဋကရောဆရာတော်သာဓုသာဓုသာဓု